ထားတာ essay passage ဖြည့်ပြီးစကားလုံးမျိုးစားတွေပေါ်မှာအခြေခံပြီးတော့စဉ်းစားနည်းကိုသင်နေတာဖြစ်ပါတယ်ဒါဒုတိယပိုင်းဗီဒီယိုပါပထမပိုင်းမှာပြောခဲ့သလိုပဲဒီကွက်လက်ဖြစ်နေရာမှာလာနေတာက noun လာနိုင်တယ်နောက်ပြီးတော့ verb လာနိုင်တယ် adverb လာနိုင်တယ် adjective လာနိုင်တယ်စကားလုံးမျိုးစား၄မျိုးလို့ပြောခဲ့ပါတယ်နောက်ပြီးတော့ဒီစကားလုံးတွေရဲ့နောက်က suffix လို့ပြောတဲ့ဒီနောက်ကအဆုံးသတ်တဲ့စလုံးလေးတွေကိုကြည့်ပြီးတော့ဒါ adjective ဖြစ်မလားဒါ verb ဖြစ်မလား noun ဖြစ်မလားခွဲတဲ့အကြောင်းအခြေခံပြောခဲ့ပါတယ်နောက်ပြီးတော့မေခွန်းနမူနာလေးကိုလည်းပြခဲ့ပါတယ်ဒီတစ်ခါအဲ့မေခွန်းကိုဖြည့်ဖို့အတွက်စာပေထဲမှာပေးထားတဲ့စာပေထဲမှာပါတဲ့ဘိုးလို့ပေးထားတဲ့စကားလုံး6လုံးဒီ blackboard မှာတင်ပေးထားပါတယ်စာပိုက်ကိုမဖတ်သေးဘူးเนาะစာပိုက်ကိုခုချိန်လေးစာပိုက်ကိုဖတ်ဖို့မစင်စားသေးဘူးစာပိုက်ကိုမဖတ်ဘူးမေခွန်းတို့ဖြည့်ရင်တော့စာပိုက်ကိုနည်းနည်းဖတ်ချင်ဖတ်မယ်အခုတော့မဖတ်သေးဘူးဒီမှာအဲ့ထဲမှာရှိတဲ့ဒါဘိုးဝက်ပေါ့နော်ဘိုးလောက်ထားတဲ့စကားလုံး6လုံးကိုထုတ်ပြထားပါတယ်အဲ့ဒါဘာလဲဆိုတော့ rapping stressed culture pointing name barber space ဆိုပြီးတော့6လုံးပါတယ်အဲ့တော့ဒီမှာအရင်နေ့ကပြောတဲ့အတိုင်းမှာစဉ်းစားမယ် rapping ing နဲ့ဆုံးတယ် ing နဲ့ဆုံးလို့သူ့ရဲ့ရှေ့မှာ verb to be ပါတယ်ဆိုရင်တော့ဒါ verb ing လို့ပဲဒါအကြမ်းမဲ့ယူဆလို့ရပါမယ်ခုစာပိုင်ထဲမှာပေးထားတာကသူ့ရဲ့ရှေ့မှာ verb to be ပေးမထားဘူးသူ့ရဲ့ရှေ့မှာ verb to be ပေးမထားတဲ့အတွက်သူ့ကိုဒါ ing gerund noun ပုံစံနဲ့သုံးတယ်လို့ဒါယူဆပါတယ်တော့ rapping ဘာမှလို့မသိဘူးပဲထားလိုက်ပါ rapping ကဒါ noun ဖြစ်ပါတယ် rapping က noun ပါဟုတ်ပြီနော် stressed no stressed ဒါတော့စိတ်ဖိစီးတော့ ED နဲ့ဆုံးနေဒါစိတ်ခံစားမှုနဲ့ပတ်သက်ပြီးတော့ဒါ unit 2 unit 4မှာလည်းဒါသင်ပြီးဖြစ်ပါတယ်ဒါစိတ်ခံစားမှုကိုပြတဲ့ battery adjective ပါ stress သိမယ်လို့ထင်ပါတယ်စိတ်ဖိစီးတော့လို့ဒီပဲရပါတယ် now culture COTY culture ကတော့တောင်းတာအတော်များသိကြပါတယ် culture ဆိုတာယဉ်ကျေးမှု noun မှာ now pointing ကလည်းခုနလိုပဲ rabbi လိုပဲစဉ်းစားပါတယ် rabbi လိုပဲစဉ်းစားတယ် rabbi လိုပဲဒီမှာ ing ဖြစ်တယ် ing ဖြစ်တဲ့အတွက်သူက gerund noun ဖြစ်နိုင်တယ်ဟုတ်ပြီ stress ကတော့stress ကတော့ဒါ adjective တွေကြပါပြီ stress က adjective ပါ culture ကယဉ်ကျေးမှုကဒါ noun ဖြစ်ပါတယ် pointing ကလည်းခုန rabbi လိုပါပဲ ing နဲ့ရေးထားတယ်သူက gerund noun ဖြစ်နေပါတယ်စာပိုက်ထဲမှာပေးထားတဲ့ပုံစံကိုကြည့်လိုက်လို့ရှိရင်လည်းဒါ pointy ဆိုတာဒါအလယ်တိုင်းကလေးတောင်သိပါတယ် pointy ဆိုတာညွှန်ပြခြင်းလို့အဓိပ္ပာယ်ရပါတယ်ညွှန်ပြခြင်းလို့အဓိပ္ပာယ်ရတယ်နောက်မှာ name verbal ဟောဒီမှာနောက်ဆုံးမှာ BAL နဲ့ဆုံးပါတယ် name verbal ဆိုတာဒါ adjective ပါ name verbal က adjective ပါ space ဆိုတာကတော့နေရာလက်သို့မဟုတ်အချိန်ကာလတစ်ခုနဲ့တစ်ခုကြားမှာလစ်လက်နေတဲ့အားလက်နေတဲ့လစ်လက်မှုတစ်ခုပြပါတယ်ဒါ space ဆိုတာ noun ဖြစ်ပါတယ်ဒါကတော့ဖြေဖို့အတွက်စဉ်းစားနေတဲ့အဆင့်မရှိပါသေးတယ်စကားလုံးမျိုးစားခွဲတာပါ rabbi noun stressed adjective culture noun pointing noun name verb adjective မင်းကလေးကိုပြန်ကြည့်အောင်မနေ့ကဗီဒီယိုထဲမှာလည်းတင်ပေးထားပါတယ်အခုလည်းဒီအောက်မှာထပ်ပြီးတော့တင်ပေးထားပါတယ်မင်းကနံပါတ်1က not using spoken language အပြောဘာသာစကားကိုအသုံးမပြုဘူးပေါ့နော်အပြောဘာသာစကားကိုအသုံးမပြုဘူးသူက noun ဖြစ်နိုင်တယ် adjective ဖြစ်နိုင်တယ်လို့ပြောထားပါတယ်အပြောဘာသာစကားကိုအသုံးမပြုဘူးဆိုတော့ကဲအခုဒီထဲမှာပေးရတဲ့စလုံးတွေတွေကဘာဖြစ်နိုင်လဲဆိုတော့ဒါG10 ကလေးတောင်သိပါတယ်G10 မှာရှင်နေဝတ်မှာသင်ထားတဲ့ verbal communication တို့ non verbal communication တို့ကတည်ထားပြီးသားဖြစ်တဲ့ non verbal အဲ့ non verbal ကဘာလဲဆိုတော့ non verbal ဆိုတာစကားလုံးတွေကိုမသုံးတာအဲ့တော့ဒီအဖြေ non verbal ပါဒါတော့ကျွန်တော်တော်များသိမလို့ထင်ပါတယ်အဲ့နံပါတ်1အဖြေက non verbal ပြီးတော့သူက adjective လည်းဖြစ်တယ်ဆိုတော့အစကတည်းကစဉ်းစားထားတာနဲ့ကိုက်ပါတယ် adjective form နဲ့ထည့်ပါတယ် non verbal ပါနောက်နံပါတ်2မေးခွန်းကတော့ freedom ဆိုတာလွတ်လပ်မှုနောက်ပြီးတော့time to think တွေးတော့ဖို့အချိန်နောက်ပြီးတော့ do what you want to do or do what you want to မင်းလုပ်ချင်တာကိုလုပ်တဲ့အချိန်အမေတွေးချင်တာကိုတွေးတဲ့အချိန်လွတ်လပ်မှုဆိုတော့ဒီထဲမှာလွတ်လပ်မှုနဲ့ပတ်သက်တာ
မဖြစ်နိုင်ဘူး rugby မဖြစ်နိုင်ဘူး stress မဖြစ်နိုင်ဘူးကားချရင်ချင်းမှုမဟုတ်ဘူးပွားကြီးညွှန်ပြခြင်းမဟုတ်ဘူးနံပါတ်ပဲပြီးသွားပြီဆိုတော့ဘာကြံလဲဆိုတော့ space ကြံတယ် space ကအားလက်တဲ့အချိန်နေရာလက်နေတဲ့အချိန်ကလောက်ဆိုကြတာမလို့ space နောက်ပြီးတော့ space ကသူ့ရဲ့ form က noun ဒီမနေ့ကတော့ပြောခဲ့တယ်ဒီနံပါတ်2ကလည်း freedom ဆိုတာ DUM နဲ့ဆုံးတဲ့အတွက် noun ဖြစ်တယ် noun နဲ့ noun နဲ့ကိုက်တယ်အဓိပ္ပာယ်လည်းနှီးစက်တော့ space ကိုယူပါတယ်နောက်နံပါတ်3မေးခွန်းက worried and nervous worry ဆိုတာစိုးရိမ်ပူပန်တော့ nervous ဆိုကြောက်ရွံ့တော့ agitate လို့ပြောခဲ့ပါတယ်ဒီထဲမှာ agitate စိုးရိမ်တာကြီးကြောက်ရွံ့တာကြီးဆိုတာစိတ်ခံစားမှုနဲ့ဆိုင်တယ်စိတ်ခံစားမှုနဲ့ဆိုင်တယ် agitate ဖြစ်ရမယ်ဆိုတော့ဟောဒီမှာ agitate ဖြစ်တယ်စိတ်ခံစားမှုနဲ့ဆိုင်တယ် stress စိတ်ဖိစီးမှုကိုစိတ်ဖိစီးတော့လို့အဓိပ္ပာယ်ရတယ် agitate ကိုက်ပါတယ်ဒါကြောင့်နံပါတ်3ရဲ့အဖြေကဒါ stress ဖြစ်ပါတယ်နောက်နံပါတ်4ကတော့ moving your hand backwards and forwards လက်ကိုရှေ့လို့နောက်ဆုတ်လုပ်တာသူက noun form ဖြစ်ရမယ်တော့ဘာကျန်လဲ stress ပြီးသွားပြီnever ပဲပြီးသွားပြီ space ပြီးသွားပြီနောက်ကကားချကြတယ်ရေးချင်းမှုတော့ဖြစ်နိုင်ဘူးလက်ကိုရှေ့လို့နောက်ဆုတ်လုပ်တယ်ဆိုတော့ rugby မှဖြစ်မယ် rap ဆိုတာကပို့တိုက်တာကိုပြောတာပါ rapping noun ဆိုတော့ပုတ်တိုက်ချင်းလို့အဓိပ္ပာယ်ရတယ်မျက်နှာပြင်တစ်ခုပေါ်မှာလက်ကိုအားနဲ့ဖိပြီးတော့ရှေ့တိုးနောက်ဆုတ်လုပ်တယ်ဆိုတာပုတ်တိုက်ချင်းလို့အဓိပ္ပာယ်ရပါတယ်ပုတ်ချင်းပေါ့နော်ဒါ rapping ဖြစ်ပါတယ်နောက်နံပါတ်5ကတော့ noun form မှာ the beliefs ယုံကြည်မှုတွေ customs ရိုးရာဓလေ့တွေဆိုတော့ဒါတော့ရှင်းတော့ပါပြီဘာပဲကျွန်တော်လဲဆိုတော့ culture ပဲကျွန်တော်လဲရိုးရာရင်ချင်းမှုနဲ့ဆိုင်တာ culture ပါခုပြောခဲ့တာကတော့ unseen passage ဖြေတဲ့အခါဒီပထမ question number A မှာရှိတဲ့၅လုံး similar meaning တွေရှာတဲ့ပုံမှာစကားလုံးမျိုးစားနဲ့စဉ်းစားတဲ့ပုံဖြစ်ပါတယ်နောက်ထပ်မေးခွန်းတွေဘယ်လိုစဉ်းစားသလဲဘယ်လိုဖြေလဲဆိုတာလည်းဆက်ပြီးတင်ပြပါမယ်အားလုံးအဆင်ပြေပါစေ